ကြေခွဲတဲ့အကောင်းလာတဲ့ဒေဗဂျီကားရဲ့နောက်ွယ်ကတကယ်ပြည့်အမှန်ဆက်လန်ဟာ1954ခုနှစ်အင်္ဂလန်ပြည်နန်းတွင်းရှောက်တော်ပုံတွေကြားမှာဖြစ်ပျက်လုပ်သွားခဲ့ပါတယ်။ Lady Jane Grey လို့ခေါ်တဲ့ဒေဗဂျီကားရဲ့မိန်းမချောလေးဟာ90 Queen လို့လူသိများခဲ့ကြတဲ့အင်္ဂလန်ပြည်ရဲ့ဘီရင်မတစ်ပါးလည်းဖြစ်ခဲ့ပါတယ်။ဘီလုံးမှဘီရင်မတစ်ယောက်မဖြစ်ချင်ခဲ့တဲ့သူမဟာရုတ်တရက်ကြီးဘီရင်မတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း9 ရက်တာများတာနန်းဆန်ခဲ့ရပြီးတော့နိုင်ငံတော်ပုံကံမှုဆွဲချက်တွေနဲ့အတူခေါင်းပြက်ကွက်မြက်ပြည်ထောင်စီရင်ချက်ကိုခံရခဲ့ရရှာပါတယ်။အဲ့ဒီအကြောင်းအရာကိုပုံဖော်ထားခဲ့တဲ့ The Execution of Lady Jane Grey လို့ခေါ်တဲ့ဒေဗဂျီကားဆိုရင်1833ခုနှစ်ပြင်သစ်ပကြီးဆရာ Paul Taylor Roach ရဲ့လက်အမြောက် dramatic ပကြီးကားတစ်ချက်လည်းဖြစ်ပါတယ်။